မင်္ဂလာပါမိတ်ဆွေယနေ့ခေတ်ကြီးဟာတကယ်ကိုမြန်ဆန်လွန်းပါတယ်သူတပြည့် AI နဲ့တဟုန်ထိုးတိုးတက်လာတဲ့အချိန်မှာပေါ့မိတ်ဆွေတို့လည်းသတိထားမိမှာပါအခုခေတ်လူငယ်တွေကဟိုဟာလည်းလုပ်ချင်ဒီဟာလည်းလုပ်ချင်နဲ့အရာရာကိုစိတ်ဝင်စားနေကြတယ် AI tools တွေကိုသုံးလိုက်ရင်စာရေးတာအစလို့ဒီဇိုင်းဆွဲတာကုတ်ရေးတာအစုံအကုန်လုံးကချက်ချင်းပြီးသွားနိုင်တော့ငါဒါတွေအကုန်လုပ်နိုင်တယ်ဆိုတဲ့ခန်းစားချက်မျိုးဝင်လာတက်ကြတယ်ဒါပေမဲ့တရားစဉ်းစားကြည့်ပါပညာရေးတစ်ခုကိုအခြေခံစပြီးတစ်ဖက်ကန်းကန့်ကျွမ်းကျင်အောင်အရှင်မလေ့လာမတင်ယူပဲ AI ကိုပဲအားကိုးပြီးပြဿနာတွေဖြေရှင်းနေရင်ရေရှည်မှာဘာတွေဖြစ်လာမလဲနောက်ဆုံးမှာဘာလို့မှတေချာမကျွမ်းကျင်ဘာမှရှိရမဖြစ်မြောက်လာပဲတနေ့ဟိုဟာလည်းဖြစ်ချင်းဒီဟာလည်းဖြစ်ချင်းနဲ့တန်တရားထဲမှာပဲပိတ်မိနေပါလိမ့်မယ်မိတ်ဆွေတို့ AI ဆိုတာတကယ်တော့အလွန်ကောင်းတဲ့ tools တစ်ခုပါဒါပေမဲ့ तू ကလက်နက်အစစ်မှာပဲရှိပါသေးတယ်ခုဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့လူငယ်တော်တော်များများ foundation အခြေခံကိုတေချာအချိန်ပေးပြီးမတိစောက်ချင်ကြတော့ပါဘူးတွက်ကတွေအလွယ်လန်းတွေကိုပဲလိုက်ရှာနေကြတယ်ပြဿနာတစ်ခုကြုံလာရင်ဘုံနောက်ကိုအလုံးမပေးတော့ပဲ AI ကိုမေးပြီးထွက်လာတဲ့အဖြေကိုပူချလိုက်ကြတယ်အဲ့ဒီချိန်မှာအလုပ်တော့ပြီးသွားတယ်ဒါပေမဲ့ကိုယ်တိုင်တကယ်တက်သွားလားဆိုတော့မဟုတ်ဘူး။ငါတိတ်ကြောက်စရာကောင်းတယ်။ကိုကစိတ်ကူးရရင်ပြီးငါဒါတွေတက်တယ်လို့ထင်နေပေမဲ့တကယ်လက်တွေ့ဘဝမှာပြဿနာကြီးကြီးမားမားကြုံလာတဲ့အခါဘာမဟုတ် AI ကဖြေရှင်းမပေးနိုင်တဲ့ဖန်တီးမှုမျိုးလိုအပ်လာတဲ့အခါဘာမှဆက်လုပ်လို့မရတော့ကိုကလည်းနည်းနည်းသိဒီဟာလည်းနည်းနည်းလုပ်တတ်တယ်ဆိုတဲ့အပေါ်ယံသမားတွေအများကြီးဖြစ်လာတာပေါ့။လောကကြီးမှာအောင်မြင်တဲ့သူတွေဆိုတာအယုံလွန်ပါပြီးတော့အရာရာကိုလုပ်ချင်နေတဲ့သူတွေမဟုတ်ပါဘူး။ကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုအစွမ်းကုန်စူးစိုက်ကြိုးစားပြီးပြည့်မြောက်အောင်လုပ်နိုင်တဲ့သူတွေပါ။ဒါဆိုရင်ဘာဆက်လုပ်ရမလဲ။အဖြစ်ရှင်းပါတယ်။မိတ်ဆွေတို့အနေနဲ့အရာရာကိုလုပ်ချင်နေတဲ့စိတ်ကိုအရင်ဆုံးထိန်းချုပ်ရပါမယ်။ပြီးရင်တစ်ခုတည်းကိုပဲ focus ထားရပါမယ်။ကိုတကယ်ဝါသနာပါတဲ့ကိုတကယ်လုပ်ချင်တဲ့နယ်ပယ်တစ်ခုရွေးပါ။အဲ့ဒီတစ်ခုကိုပဲ design မမတ်အစွမ်းကုန်အရင်ကြိုးစားပါ။ AI နဲ့ဘယ်လောက်ပဲကောင်းနေပါစေ။ကိုကပညာရဲ့တစ်ခုရဲ့အခြေခံသဘောတရား fundamental တွေကိုကိုယ်တိုင်နားလည်အောင်ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်အောင်အရင်လေ့လာပါ။ဒီလိုတစ်ခုတည်းကိုတေချာအချိန်ပေးပြီးတစ်ဖက်ကန်းကကျွမ်းကျင်အောင် master လုပ်လိုက်တဲ့အခါမိတ်ဆွေတို့စီမှာဘယ်သူမှလူလို့မရတဲ့ဘယ် AI မှအလွယ်တကူအစားထိုးလို့မရတဲ့ deep knowledge ဆိုတာရလာပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်ကလည်းဟိုတီမလွဲတော့ပဲငြိမ်သက်လာပါလိမ့်မယ်။အလုပ်တစ်ခုကိုဘယ်လိုစူးစိုက်ပြီးပြည့်မြောက်အောင်လုပ်ရမလဲဆိုတဲ့ focus management ကိုပါအလိုလိုတက်မြောက်လာမှာပါ။ကဲအခုမိတ်ဆွေကပညာတစ်ခုကိုတစ်ဖက်ကန်းကတော်သွားပြီးကျွမ်းကျင်သွားပြီးဆိုပါစို့။ဒီအချိန်ကျမှကျန်တဲ့အရာတွေကို Winsor chain reaction အနေနဲ့လိုက်လေ့လာ။ဥပမာပေးရရင်ကိုက content creation ဒါမှမဟုတ် design ပိုင်းကိုအခြေခံစပြီး master ကျွမ်းကျင်အဆင့်ဖြစ်သွားပြီဆိုရင်အဲ့ဒီခါကျမှကိုယ့်ရဲ့အလုပ်တွေပုံမြင်အောင်ပုံမိုက်အောင် AI ဘယ်လိုသုံးရမလဲဆိုတာကိုလိုက်လေ့လာပါကိုယ့်ရဲ့ content ကိုလူပိုသိအောင် marketing ကိုဆက်လေ့လာပါဒါမှမဟုတ်ကိုကစီးပွားရေးဘက်ကိုကူးမလား management ဘက်ကိုသွားမလားအစရှိသဖြင့်ဆက်ပြီးလေ့လာလို့ရသွားပါပြီဒီလိုလေ့လာတဲ့အခါအရင်ကလိုဟိုစမ်းဒီဇိုင်းလုပ်နေတာမဟုတ်တော့ပါဘူးဥပမာခိုင်မာတဲ့ foundation ရှိနေတဲ့အတွက်အသိလေ့လာသမျှအရာတိုင်းဟာကိုယ့်ရဲ့မူလကျွမ်းကျင်မှုကိုပိုပြီးအထောက်အကူပြုစေမယ် develop ဖြစ်စေမယ်လက်နက်ကောင်းတွေဖြစ်လာပါလိမ့်မယ်အဲ့ဒီခါကျရင်မိတ်ဆွေက AI ရဲ့ခိုင်းဘက်မဟုတ်တော့ဘဲနဲ့ AI ကိုကိုယ့်ရဲ့စွမ်းရည်တွေမြင့်တင်ဖို့အကောင်းဆုံးအသုံးချနိုင်တဲ့စစ်မှန်တဲ့ပညာရှင်တစ်ယောက်ဖြစ်လာပါပြီတကယ်တော့မိတ်ဆွေ AI နေဘလောက်ပဲတိုးတက်လာပါစေလူသားတွေရဲ့ဇွဲလုံးလာနဲ့နက်နက်ရှိုင်းရှိုင်းစူးစမ်းလေ့လာနိုင်တဲ့စွမ်းအားတော့ဘယ်တော့မှအစားထိုးလို့မရပါဘူးအရာရာကိုခက်လွယ်လွယ်သိကျင်တဲ့ပေါ်ရန်လူငယ်တစ်ယောက်ဖြစ်နေပဲရက်တည်မလားဒါမှမဟုတ်ပညာရဲ့တစ်ခုကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်အောင်စူးစမ်းပြီးမှကျန်တာတွေကိုချိတ်ဆက်အသုံးချသွားတဲ့အောင်မြင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ချင်သလားဆိုတာမိတ်ဆွေတို့ရဲ့ရွေးချယ်မှုပါပဲဒီနေ့ကစပြီးကိုယ့်ရဲ့အာရုံတွေကိုစူးစီးပါကိုယ့်ဘဝအတွက်အကျိုးမရှိမလိုအပ်တဲ့အရာတွေကိုခဏမေ့ထားပြီးတော့ကိုယ်တကယ်တော်ချင်တဲ့အရာတစ်ခုတည်းကိုပဲ focus ထားကြပါလို့တိုက်တွန်းချင်ပါတယ်